breaking news လေးလာပါပြီအမေစုရဲ့သတင်းတက်လာပါတယ်ဗျအမေစုရဲ့ပုံနဲ့တကွစစ်ကောင်စီကနေမှသတင်းထုတ်ပြန်လိုက်တာဖြစ်ပါတယ်ဒီသတင်းဖြစ်စဉ်ကိုကျွန်တော်ဖတ်ပြမယ်ပေါ့ဗျာနော်အမေစုကိုစိတ်ပူနေတဲ့အမေစုသားသမီးများအားလုံးနားထောင်ကြပါဆိုတော့ဒီသတင်းကိုတင်ထားတာတော့ရန်ကုန်ခေတ်တရနေမှတင်ထားတာဖြစ်ပါတယ် credit ပေးပါတယ်ဗျာနော်ဆိုတော့ဖြစ်စဉ်ကိုကျွန်တော်ဖတ်ပြမယ်ဗျာနော်နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ ICRC မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်တွေ့ဆုံမှုစစ်တပ်ကတပ်ပုံများနဲ့တကွာသတင်းထုတ်ပြန်တယ်တဲ့ဗောနော်ဒါကတော့ဩဂုတ်လ3ရက်နေ့ပဲဖြစ်ပါတယ်နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကိုအပြည်ပြည်ဆိုင်ရာချင်းနီကော်မတီ ICRC မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်မစ္စတာအနုဒီပီကျူကဒီနေ့နေ့ပိုင်းတွင်လာရောက်တွေ့ဆုံခဲ့ကြောင်းစစ်တပ်ကသတင်းထုတ်ပြန်တယ်เนาะဆိုတော့သူ့ရဲ့နာမည်ကိုဖတ်တာမှားလဲဆိုရင်လည်းနားလည်ပြပေါ့ဗျာเนาะဆိုတော့ဒီရဲ့ပုံနဲ့တကွာထုတ်ပြန်နေဆိုတဲ့အတွက်ဒါတော့သတင်းအမှန်တော့ဖြစ်လောက်မှာပါเนาะနောက်ပြီးတော့ဒီပုံကြည့်ရှင်အပြင်လည်းဒါ AI ပုံတော့မဟုတ်တော့ဘူးဆိုတော့တေချာလောက်ပါတယ်เนาะနောက်ပြီးတော့တွေ့ဆုံမှုကိုမြစ်သည့်နေရာတွင်ပြုလုပ်ခဲ့သည့်ဆွေးနွေးခဲ့သည့်အကြောင်းနေရာများနဲ့တွေ့ဆုံချိန်ကြာမြင့်မှုစသည့်အသေးစိတ်အချက်လက်များကိုမူစစ်တပ်ကသတင်းထုတ်ပြန်ထားခြင်းမရှိသေးပေပဲเนาะဆိုတော့ကျွန်တော်အားလုံးကြားတဲ့အတိုင်းပါပဲဗျဒေါ်စန်းစုကြည်ဒီ2021ခုနှစ်ဆက်အနန္တိမီနောက်တဲ့စစ်တပ်ဤမတရားဖမ်းဆီးထိန်းသိမ်းထားခံရပြီးလက်ရှိတွင်စစ်ကောင်စီကမတရားအမှုဆင်ထားသောပုံမှန်များဖြင့်ထောင်ဒဏ်နှစ်ရှည်ချမှတ်ထားခြင်းခံရသည်တဲ့နော်နိုင်ငံတော်၏တိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်စန်းစုကြည်ကိုစစ်တပ်ကဖမ်းဆီးထိန်းသိမ်းထားသည်မှာရပ်ပေါင်း2000ကျော်ရှိနေပြီဖြစ်ပြီးတဲ့မိခင်ဖြစ်သူအသက်ရှင်နေသည်ကိုဆိုတော့ပုံယုံကြည်စိတ်ချရပြီးတဲ့လွတ်လပ်စွာအတည်ပြုနိုင်သည့်တသက်ထောက်ထားတစုံတရာကိုယနေ့အချိန်ထိမရရှိသေးကြောင်းတားဖြစ်သူ Kim Eric ကလူမှုကွန်ရက်မှာတစ်ဆင့်ဇူလိုင်လ30ရက်နေ့တွင်သတင်းထုတ်ပြန်ခဲ့သည်တဲ့ဒါတော့အမေရဲ့သားပေါ့နော်မစုရဲ့သားငယ်ကိုထိန်လင်းကနေမှထုတ်ပြန်ထားတဲ့သတင်းကိုပြန်မှပြပြတာဖြစ်ပါတယ်ကိုထိန်လင်းအနေနဲ့လည်းတော်တော်လေးစိတ်ပူမှာပေါ့နော်ဒါပေမဲ့လည်းဒီအခုလိုပေါ့နော်စကားစားပုံနဲ့တကွာထုတ်ပြလိုက်တယ်ဆိုတဲ့အတွက်ကိုထိန်လင်းအနေနဲ့ကလည်းနည်းနည်းလေးတော့ပြောမယ်ဆိုရှင်စိတ်ပူတာလေးနည်းနည်းလေးတော့ရောကြတော့မယ်လို့ကျွန်တော်တို့သုံးသပ်မိတယ်ကျွန်တော်ကိုယ်တိုင်ကလည်းပေါ့နော်စိတ်ပူတော့ဒါပေမဲ့လည်းဒီရဲ့သတင်းကိုကြားပြီးနောက်ပိုင်းဝမ်းသာတယ်ဗျနော်အမေစုကပြန်လို့မလွတ်လာရင်တော့မှအမေစုတက်စီအထင်ရှားရှိနေသေးတယ်ဆိုတာကိုတွေ့ရတဲ့အတွက်ဝမ်းသာတာပေါ့ဗျာနော်ဆိုတော့ကျွန်တော်နင်းသူပဲအမေစုကိုချစ်ခင်မြတ်နိုးတဲ့အမေစုရဲ့သားသမီးတွေလည်းဝမ်းသာမယ်လို့ကျွန်တော်ယုံကြည်တယ်မျှော်လင့်တယ်ပေါ့ဗျာနော်ကျမ်းမစစ်တပ်က2020ခုနှစ်ဖေဖော်ဝါရီလ1ရက်နေ့တွင်အာဏာသိမ်းချိန်မှစတင်ပြီးလူကောင်းဆောင်နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကိုမတရားဖမ်းဆီးကတစားခံတပွဲထိန်းသိမ်းခဲ့ပြီးရပ်ပေါင်း2000ကျော်တိအတိုင်းနဲ့မိသားစုဝင်များနဲ့တာမကပြင်ပကဘာနှင့်ပါတဲ့တွဆုံဆက်သွယ်ခွင့်မပေးဘဲဖုံးကွယ်ထားကြောင်းတားဖြစ်သူကပြောဆိုထားသည်တဲ့နော်ဆိုတော့ဒါလည်းတကဘာလုံးကတော့သိပါတယ်ဗျာနော်အားဒါကြောင့်လည်းဒီရဲ့အကြံဖက်ဦးမင်းအောင်လိုင်ကိုတော့လူကောင်းဆောင်ပြန်လုပ်ပေးနော်တချိတင်သားရှိတယ်ဆိုတဲ့အကြောင်းကိုတိအောင်လို့တသေးပြပေးဆိုတဲ့အကြောင်းအရာတွေpressure ပေးနေရပါဗျာနော်ဆိုတော့မိခင်နဲ့အဆက်အသွယ်ပျောက်ဆုံးနေသည့်ကာလအတွင်းနဲ့ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်သောယုံကြည်စိတ်ချရသည့်တဲ့အချက်လက်များရရှိနိုင်ရန်အစိုးရများတန်တမာများနဲ့အမှန်တရားကိုတည်ရှိနိုင်သူမိသူမဆိုဆက်သွယ်မြင်မြန်ခဲ့တော်လဲဒေါ်အောင်ဆန်းစုကြည်မိသည့်နေရာတွင်ရှိနေသည်ကိုမသိရသေးသလိုကျမ်းမာရေးနဲ့လက်ရှိအခြေအနေကိုလည်းမသိရသေးကြောင်း၎င်းကဆိုသည်တဲ့နော်အမှန်ပဲဗျာနော်ဒါပေမဲ့လည်းအခုတော့လည်းသိရတယ်ပေါ့ဗျာနော်တချိတင်ရှားရှိနေတယ်ဆိုတော့သိရပြီဘယ်မှာရှိတယ်နောက်ပြီးအမေစုမှာပေါ့နော်ယောဂတရားရှိလားဆိုတဲ့အရာတွေကတော့ကျွန်တော်တို့မသိရသေးဘူးနော်ထို့ပြင်ဒေါ်စန်းစုကြည်အသက်ရှိနေသည်ဆိုတော့ယုံကြည်စိတ်ချရပြီးလက်လက်စွာအထီးပြုနိုင်သည့်တတဲ့အထောက်ထားတစုံတရားကိုလည်းမရရှိသေးကြောင်းလည်း Kim Eric ကဆက်ပြောဆိုတည်တယ်နော်ဒါကတော့ Mr. Kim Eric အမေစုရဲ့သားအငယ်ကိုထိန်လင်းကပြောတဲ့အရာကိုပြောတာဖြစ်ပါလိမ့် Kim Eric က87နှစ်အရွယ်နိုဘယ်ငြိမ်းချမ်းရေးဆုရှင်တို့ကိုတဲ့စစ်တပ်ကဘယ်ကြောင့်ဖုံးကွယ်ထားသနည်းသားတူအနေဖြင့်မိခင်နဲ့စကားပြောခွင့်ပင်ဘယ်ကြောင့်မရသနည်းဟုမေခွန်းထုတ်ထားသည်ထို့အပြင်ရပ်ပေါင်း2000ကျော်ကြာမြင့်လာသည့်တိုင်မိသည့်အစိုးရကများဒေါ်အောင်ဆန်းစုကြည်နှင့်ဖုံးဖြင့်ဆက်သွယ်ခွင့်တစ်ကြိမ်ပင်မရရှိခဲ့သည့်အပြင်အသက်ရှိနေသည်ကိုလွတ်သောအဖွဲ့အစည်းတစ်ခုကအတည်ပြုထားသည့်တသက်အထောက်ထားတစ်ခုမျှမရှိသေးကြောင်း၎င်းကဆက်လက်ထောက်ပြသည်နော်ဒီရဲ့ကိုကလေးအဲ့ပြောတဲ့အရာကိုနားထောင်တော့တည်းစိတ်မကောင်းဖြစ်မိရမလားနော်မိခင်တော်ဆန်းစုကြည်နဲ့ပတ်သက်၍တဲ့ဒီတိတ်ဆိတ်မှုကိုအဆုံးသက်တင်နေပါပြီခု Kim Eric ကတိုက်တွန်းထားပြီးတဲ့ဒေါ်ဆန်းစုကြည်
လက်ရှိအခြေအနေနဲ့ပတ်သက်သည့်ယုံကြည်စိတ်ချရသောသတင်းအချက်လက်များကိုထုတ်ပြန်ပေးရန်လဲသူကတောင်းဆိုထားတည်တယ်နော်ဆိုတော့ဒီတောင်းဆိုချက်ကြောင့်ထုတ်ပြန်ပေးတာလားနော်အဲ့ဒါတော့မသိဘူးပေါ့ဗျာဒါပေမဲ့လည်းဒီရဲ့အထဲမှာတော့ဒီရဲ့လူကြီးမင်းနဲ့တော့တွေ့ထားတယ်ဆိုတဲ့အပုံထွက်လာတာပေါ့ဗျာနော်ဆိုတော့ ICRC ရဲ့ဌာနေကိုယ်စားလှယ်ပေါ့နော်မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်မစ္စတာအာနောက်ဒီဘက်ကျူအာနော်ဒီဘက်ကျူကအာနော်ဒီဘက်ကျူပါဗောနော်ကျွန်တော်နာမည်ဖတ်တာလည်းမှားမှာဗျဆိုတော့အတိအကျတော့မဖတ်နိုင်ဘူးဗောနော်ဒါပေမဲ့ဘယ်လိုပဲဖြစ်ဖြစ်ပါအမေစုရဲ့ပုံနဲ့တကွာထွက်လာတယ်ဆိုတဲ့အတွက်ကျွန်တော်တို့အမေစုအတွက်ဗောနော်စိတ်ပူပြီးနေတဲ့အမေစုသားသမီးများအနေနဲ့လည်းစင်နေနေတော့တတရမယ်လို့တော့ကျွန်တော်တို့ယုံကြည်မိတယ်ဒါပေမဲ့လည်းအပုံပဲဖြစ်တယ်ဆိုတဲ့အတွက်ဗောနော်ဒီရဲ့ပုံကိုနဲ့တကယ်တွေ့ခဲ့တာမတွေ့ခဲ့တာလားဘယ်အချိန်တော့တွေ့ခဲ့တာလဲဆိုတဲ့အရာကဒါစစ်တပ်ကပဲထုတ်တဲ့သတင်းလေးဗျာနော်အဲဒါကြောင့်ကျွန်တော်တို့ကဒီရဲ့ပုံကိုထုတ်တဲ့သတင်းဒါမှမဟုတ်လို့ရှိရင်ဒီရဲ့ ICRC ကနေပဲမထုတ်တဲ့သတင်းပြန်စောင့်ကြည့်ရမယ်အဲ့ဒါမှလည်းဘယ်အချိန်ကတွေ့ခဲ့တယ်ဆိုတဲ့အရာကိုသိရမှာပေါ့ဗျာဒါပေမဲ့လည်းဒီပုံကိုနဲ့တွေ့ရဲ့နောက်ပိုင်းမှာပေါ့နော်ဒီရဲ့ပုံကိုလည်းပေါ့နော်တောင်းဆိုတဲ့အရာတွေလည်းရှိကောင်းရှိနိုင်တာပေါ့နော်ဘယ်လိုလဲဆိုတော့အမေစုဘယ်မှာရှိနေတယ်ဆိုတဲ့အရာကိုမပြောဖို့နော်အဲ့ဒါလည်းတောင်းဆိုနိုင်တယ်ဒီစစ်ကောင်စီကတောင်းဆိုနိုင်တယ်နောက်တော့ကြောင့်ဒီရဲ့ပုံကိုကတော့အမေစုတဲ့တင်ကိုထုတ်ပြန်မယ်တရားဝင်ထုတ်ပြန်မယ်ဆိုလို့ရှိရင်တော့အမေစုနဲ့တကယ်တွေ့ခဲ့တာဟုတ်တယ်လို့ဒါတို့ထုတ်ပြန်ပြီဆိုလို့ရှိရင်တော့အမေစုကလုံးဝအသက်ရှိထင်ရှားရှိပြီးတော့မှအခြေအနေဘယ်လိုလဲဆိုတာကျွန်တော်တို့သိရမှာပေါ့ဗျာနော်ဒါပေမဲ့လည်းဒီရဲ့ပုံတွေကြည့်ချင်းအားဖြင့်ပြောနော်သူတို့ပြောရမယ်ဆိုလို့ရှိရင်ဒါအမေစုပုံအစ်စ်လို့တော့ကျွန်တော်တို့သုံးလို့ရတယ်ဘာကြောင့်လဲဆိုတော့ဒီလူရဲ့ပုံမှာပါထားတယ်ဆိုတဲ့အတွက်ပေါ့နော်သူတို့ကလိမ်မယ်ဆိုလို့ရှိရင်တစ်ချိန်ကြာလို့ရှိရင်ဒီလူကအမျိုးဒါမဟုတ်ဘူးဒါကျွန်တော်တောထားတာမဟုတ်ဘူးလို့ပြောလို့ရှိရင်သူတို့အလိမ်တွေပုံမှာလဲသူတို့တည်တယ်လေအဲဒါကြောင့်ဒီရဲ့အဖွဲ့အစည်းနော် ICRC အဖွဲ့အစည်းနာမည်လဲတုံးတယ်နောက်ကျတော့ဒီရဲ့ပုံကိုရဲ့နာမည်မှာတုံးထားတယ်ဆိုတဲ့အတွက်အမေစုနဲ့တွေ့ရတော့တေချာတယ်နော်တေချာတယ်ဒါပေမဲ့အမေစုကျမကြီးကောင်းလားမကောင်းလားနောက်ကျတော့အမေစုပမာရှိတယ်ဆိုတဲ့အရာကိုဆက်တော့ကျွန်တော်ပြောတဲ့အတိုင်းပဲဒီစကားစားကတော့မပြောဖို့အတွက်ပေါ့နော်တောင်းဆိုရင်တောင်းဆိုထားမှာဖြစ်တယ်နောက်ကျတော့ဒီရဲ့နောက်တစ်ပုံကပေါ့နော်ဒါအမေစုကအမေစုကိတ်ပေါ့နော်ဒါအမေစုကိတ်ကြည့်လိုက်ပါဒီပုံကတော့အမေစုရဲ့ကိတ်ပေါ့နော် Happy Birthday အောင်ဆန်းအန်ဒီစုပေါ့နော် sorry နော် Happy Birthday အန်ဒီစုဆိုတော့မှဒီမှာအပုံလေးနှစ်ပုံနဲ့အပုံဆိုတာလည်းဒီရဲ့ဟွာပေါ့နော်ဒီစနစ်သုံးပုံအပြားလေးဖြစ်မယ်နော်အပုံလေးတစ်ပုံဒီကိတ်ရဲ့အပေါ်ထပ်မှာတစ်ပုံအောက်မှာတစ်ခုပေါ့အပြားနှစ်ခုပေါ့နော်အပြားနှစ်ခုမှတ်ထားနော်မှတ်ပြီးတော့ကိတ်ပုံစံလေးကျွန်တော်မှတ်ထားကြည့်လိုက်အဲ့ဒါကတစ်ပုံနော်နောက်ပြီးတော့အမေစုကိတ်ခွဲတဲ့ပုံကြည့်လိုက်ကိတ်ခွဲတဲ့ပုံကြည့်တယ်ဆိုလို့ရှိရင်လေဒီမှာအပြားလေးနှစ်ပြားကသူ့နေရာနဲ့သူရှိနေတယ်နော်ဆန္ဒမှာကျွန်တော်တို့တွေ့ထားတဲ့အပြားလေးကိုမှတ်ထားနော်ကျွန်တော်အပြားလေးမှတ်ထားအပြားလေးကိုမှတ်ထားပြီးတော့မှအပေါ်ကစင်တုံးအပြားရဲ့အောက်ကစင်တုံးအပြားရောမှတ်ထားမယ်မှတ်ထားပြီးမှအမေစုကိတ်ခွဲတဲ့ပုံကြည့်မယ်အမေစုကိတ်ခွဲတဲ့ပုံအမေစုကိတ်ခွဲတဲ့အပုံကကြတော့လေအပြားလေးနှစ်ပြားတညီတည်းဖြစ်နေတယ်ဆိုတော့ဒီအရာက AI တော့မဖြစ်နိုင်ဘူးเนาะဆိုတော့29/6ဒီနှစ်ထဲမှာပဲအမေစုကပြောမယ်ဆိုရင်သူ့ရဲ့စစ်ကောင်စီတွေပြောထားရတယ်ပေါ့နော်အမေစုကိုအခြေချုပ်ပုံစံနဲ့ထားထားတယ်ဆိုတဲ့ပုံစံထဲမှာပဲအန်တီစုဆိုတော့မှအမေစုကိုခွဲတာပဲလုပ်ပေးထားတယ်ဒါပေမဲ့အမေစုကိုတော့တည်င်းအမောင်ချထားမှတော့တေးကြပါတယ်ဦးတန်းရွှေလို့တဲ့ပုံစံပေါ့ဦးတန်းရွှေဆိုလို့ရှိရင်တော့သူကနေအခြေချုပ်ဆိုပေမဲ့မီဒီယာလေးနဲ့ပေးတွေ့တယ်သူတာရမီနဲ့ပေးတွေ့တယ်အဲ့လိုတောင်းဆိုတဲ့ပုံကိုယ်တွေနဲ့ပေးတွေ့တာအဲ့လိုရှိတယ်ဒါပေမဲ့ဒီခုမာလာခိကကြတော့သူကပေးမတွေ့ဘူးဒါပေမဲ့အိမ်ထဲမှာပဲသူတို့လွှင့်တဲ့သတင်းတွေကိုပဲကြည့်ခိုင်းတယ်အဲ့လိုပုံစံပဲလာမှာလေနော်အဲကြောင့်ဒီစီရေးသတင်းတွေဒီနိုင်ငံရေးသတင်းတွေအမေစုကိုမတိအောင်တော့ဖုံးတော့မှာတော့သိကြပါတယ်ဆိုတော့ဆရာကပုံနဲ့တွေးလိုက်မယ်ဆိုလို့ရှိရင်တော့ဒီကိတ်ခွဲတဲ့အပုံကတော့ AI တော့မဖြစ်နိုင်ပါဘူးဗောနော်ကျွန်တော်ထင်ရတော့ဒါကတော့တကယ်ပဲဒါ AI တော့မဖြစ်နိုင်ဘူးဆိုတော့တချို့ကကြတော့ဒီကိတ်ပုံကပေါ့နော်နည်းနည်းလေးကြုံနေဆိုတော့သူက AI ပုံလို့လည်းပြောကြတယ်မကြုံဘူးဗျဒါအရေးရောင်ကြောင်ပေါ့နော်ဒီဘက်ကနေရိုက်တယ်ဆိုတော့တို့အရေးကြောင်နည်းနည်းလေးဟိုဘက်ချောင်းကြုံတဲ့ပုံတွေ့နေတာဒါပေမဲ့ကျွန်တော်ဆောင်းပြောသလိုပေါ့နော်အောက်ကစနစ်တုံးအပြားလေးမှာတီးတွေပုံပါတဲ့အပြားလေးတစ်ခုကိုကြည့်တော့မှဒီအမေစုကိတ်ခွဲတဲ့ပုံပြန်ကြည့်လိုက်မယ်ဆိုလို့ရှိရင်တော့
လိန်နာမဟုတ်လို့တော့ကျွန်တော်တွေ့ရတယ် AM မဟုတ်ဆိုတာလည်းတွေ့ရတယ်အဲကြောင့်ဘယ်လိုပဲဖြစ်ဖြစ်ပါကျွန်တော်တို့အမေစုကတက်ရှိထင်ရှားရှိနေသေးတယ်ဆိုတဲ့အတွက်ကျွန်တော်အနေနဲ့ကတော့ဝမ်းသာပါတယ်စိတ်ပူပင်ရတဲ့အရာလည်းလည်းရော့သွားတာပေါ့ဗျာဒါပေမဲ့လည်းအမေစုကိုကြည့်လိုက်ပေါ့အမေစုတော်တော်လေးပိန်သွားတယ်နောက်ကျတော့အမေစုစပင်နဲ့အကုန်လုံးဖြူလာတာပေါ့နော်ဆိုတော့ဒီအသက်အရွယ်မှာဆိုတော့ဖြူတော့ဖြူမှာပါပဲဒါပေမဲ့အရန်ကိုပိန်သွားတယ်ဆိုတဲ့အတွက်စိတ်တော့မကောင်းဖြစ်မိတာပေါ့ဗျာဒါပေမဲ့လည်းအစိုးရအကောင်းလို့ပဲကျွန်တော်တို့တွေ့ရမှာဘာလို့လဲဆိုတော့အစတော့ကျွန်တော်တို့စိတ်ထဲမှာထင်နေတာကအမေစုများရှိရရှိသေးလားဆိုတော့မှအဲ့လိုတန်တရားစိတ်တွေနဲ့ကျွန်တော်တို့နေရတယ်ဆိုတဲ့အတွက်အခုလိုမျိုးပေါ့နော်ကျွန်တော်တို့ဓာတ်ပုံတွေတွေ့ရတယ်ဆိုတဲ့အတွက်တော့နည်းနည်းပေါ့သွားတာပေါ့ဗျာအဲ့အတွက်တော့ဝမ်းသာတာပေါ့ဒါပေမဲ့လည်းကျွန်တော်တို့လိုချင်တဲ့အရာမဟုတ်သေးဘူးလေဗျာကျွန်တော်တို့လိုချင်တာကအမေစုကပြန်လို့မြောက်လာမယ်လို့မြောက်ပြောကျွန်တော်တို့အမေစုချစ်ခင်တဲ့ပြည်သူတွေပေါ့နော်အမေစုသားသမီးတွေနဲ့ပြန်ရုံမှနီးစပ်မယ်အဲ့လိုမျိုးအချိန်ထိကျွန်တော်တို့ကလိုချင်တာလေနော်အဲ့ချိန်ထိတော့မရောက်သေးဘူးနော်အဲ့ဒါကြောင့်ကျွန်တော်တို့ကဝမ်းသာပေမဲ့လည်းအရင်ကိုပျော်ရွှင်လို့မရသေးဘူးနော်အဲ့ဒါကြောင့်ကျွန်တော်တို့အားလုံးဆက်ပြီးမှဆုတောင်းပေးကြပါအမေစုအမြန်ဆုံးလွတ်လာအောင်လို့ဆုတောင်းပေးပါနောက်ပြောယောဂတရားရှိတယ်ဆိုလို့ရှိရင်လည်းကျွန်တော်အနေနဲ့ကတော့အမြန်ဆုံးပျောက်ကင်းပါစေလို့ကျွန်တော်ဆုတောင်းနေပါတယ်ဆိုတော့အမေစုရဲ့မွေးနေ့မှာအမေစုကိုယ်တိုင်ကိတ်ခွဲရောမှာပေါ့နော်update လုပ်ပေးရတဲ့အတွက်လည်းကျွန်တော်မြင်ရတဲ့အတွက်ပေါ့နော်ကိုရိုင်းကလုပ်ပေးချင်တယ်ဒါပေမဲ့လည်းဒီလိုမျိုးသူတို့လုပ်ပေးတာလည်းမြင်ရတယ်ဆိုတော့အနည်းဆုံးတော့ဗျာအမေစုကိုလည်းအမျိုးလုပ်ပေးသေးတယ်ဆိုတဲ့စိတ်တွေကတော့ပေါ်လာတာပေါ့ဗျာဒါပေမဲ့လည်းဒါစစ်ကောင်စီကလုပ်တယ်ဆိုတဲ့အတွက်လည်းကျွန်တော်တို့ဘာမှတော့ပြောလို့မရဘူးပေါ့နော်မလုပ်ပေးရတဲ့ဆာလို့ကျွန်တော်အဲ့လိုမျိုးလုပ်ပေးတာကတော့နည်းနည်းလေးတော်သေးတယ်လို့ကျွန်တော်သုံးသပ်မိတယ်ဆိုတော့အမေစုအမြန်ဆုံးလွတ်မြောက်ပါစေနောက်ကျတော့ဒီရဲ့ပုံကလည်းပေါ့နော်အမြန်ဆုံးသူ့ရဲ့ social မှာပြန်ပြီးမှသတင်းတင်ပါစေနောက်ပြီးတော့ဒီ ICRC အဖွဲ့အနေနဲ့လည်းဒီအမေစုသတင်းကိုအများဆုံးတင်ပါစေလို့ကျွန်တော်ဆုတောင်းနေဗျာနော်ဆိုတော့ကိုကင်မဲရစ်အနေနဲ့လည်းအမေစုရဲ့သတင်းကိုကြားတဲ့နောက်ပိုင်းမှာတော့စိတ်တတရာနည်းနည်းလေးရမယ်လို့ကျွန်တော်တို့ယုံကြည်မိတယ်ဗျာနော်ဆိုတော့အမေစုသားသမီးများအနေနဲ့လည်းကိုယ့်ရဲ့ထင်မြင်ချက်ဘယ်လိုလဲဆိုတာကို comment မှာမျှဝေခဲ့ပြီးလို့ရပါတယ်ဗျာနော်ဆိုတော့ဒီသတင်းလေးကိုများများလေး share ပေးကြပါများများလေး share ပေးလို့ရှိရင်ကျွန်တော်တို့အမေစုကိုချစ်ခင်ရတဲ့မေစုသားသမီးများအနေနဲ့ပေါ့နော်စိတ်နည်းနည်းလေးတက်တာရမှာဖြစ်ပါတယ်အဲဒါကြောင့် share ပေးကြပါလို့လည်းကျွန်တော်တောင်းဆိုချင်ပါတယ်နောက်ဆုံးအနေနဲ့ကတော့အမေစုအမြန်ဆုံးလွတ်မြောက်ဖို့အရေးကိုလည်းကျွန်တော်တို့ဆက်လက်ပြီးတော့မှဆုတောင်းပေးကြပါအောင်လို့ကျွန်တော်ပြောချင်ပါတယ်ဗျအားလုံးကျေးဇူးတင်ပါတယ်